ရဲ့မိသားစုကိုပြီးဆုံးတယ်လို့ထင်ကျင်ကြတာပါဒါပေမဲ့လမ်ဘရီယာတိုင်းပြည်ရဲ့မင်းသမီးလေးအယ်လီယန်အတွက်ကတော့သူ့ရဲ့ပြီးဆုံးတဲ့ကဘာလေးဟာတညတည်းနဲ့ပြောင်းပြန်လှန်ပစ်ခြင်းခံလိုက်ရပါတယ်တိုင်းသူပြည်သားတွေကတော့သူတို့ရဲ့ဘရင်ကြီးနဲ့မိဖုရားကြီးဟာအားလက်ရက်အနားယူနေတယ်လို့ပဲထင်နေကြတာပါဒါပေမဲ့တကယ်အမှန်တရားကတော့နန်းတော်ရဲ့အနက်ဆိုင်စုနေရာမှာဝှက်ထားရတဲ့ဘီလူးကြီးနှစ်ကောင်ဖြစ်နေတယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးဇလန်အစမှာတင်ကျွန်တော်တို့မြင်ထားတာကမင်းသမီးလေးအယ်လီယန်ဟာနန်းတော်ထဲမှာတယောက်တည်းရုန်းကန်နေရတာပါဘီရင်ဆိုလိုနဲ့မိဖုရားအဲလ်စမီယာတို့ဟာဘယ်သူမှမသိနိုင်တဲ့အကြောင်းရင်းတစ်ခုကြောင့်စကားမပြောနိုင်တဲ့ထိမ့်မနိုင်သိမ့်မရတဲ့ဘီလူးကြီးနှစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့တာပါသူတို့ဘာကြောင့်ဒီလိုဖြစ်သွားတာလဲဘသူကကျင်စာတိုက်လိုက်တာလဲဆိုတာကိုဇက်လန်းကအစပိုင်းမှာလုံးဝမပြောပြပါဘူးဒါဟာဒီဇက်ကားရဲ့အကြီးမားဆုံးပဟေလီပါပဲအဲလီယန်ကတော့ဒီဘီလူးကြီးအကောင်ဟာသူ့ရဲ့မိဘအရင်နေဆိုတာသိနေတဲ့အတွက်တခြားသူတွေမမြင်အောင်မသိအောင်အစွမ်းကုန်ဖုံးကွယ်ထားရပါတယ်အဲလီယန်ဟာအသက်ငယ်ငယ်လေးနဲ့တိုင်းပြည်ရဲ့တာဝန်တွေကိုခိုးယူထမ်းဆောင်နေရပါတယ်နန်းတော်ကအမတ်တွေနဲ့လူတွေကိုဘီရင်ကြီးတို့ခရီးထွက်နေတယ်လို့ညာထားရတာကမလွယ်လှပါဘူးတစ်ဖက်မှာလည်းအောက်ထပ်မှာပိတ်လောင်ထားရတဲ့ဘီလူးကြီးနှစ်ကောင်ကိုသူတို့ကြိုက်တတ်တဲ့အစားအစာတွေကျွေးပြီးချော့မော်နေရတာကတကယ့်ကိုရင်နာစရာမြင်ခွင့်ပါသူမိဘတွေလူပြန်ဖက်လာဖို့အဲလီယန်ဟာမော်စာအုပ်တွေနီးလန်းပေါင်းစုံနဲ့ကျူးစားပေမဲ့ဘာမှမထူးခြားလာပါဘူးဒါပေမဲ့ဒီလှုပ်ခွက်ချက်ကကြာရှည်ဖုံးထားလို့မရတော့ပါဘူးကျိန်စာရဲ့အကျိုးဆက်ကြောင့်တိုင်းပြည်ထဲမှာထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်လာတယ်လို့ဘီလူးကြီးနဲ့ကောင်ကလည်းပို့ပြီးထိန်ရခက်လာပါတယ်အဲလီယန်ဟာနန်းတော်ထဲမှာဒီတိုင်းပုံကြီးလို့မဖြစ်တော့ဘူးဆိုတာသဘောပေါက်သွားပါတယ်သူတို့မိသားစုကိုကဲတင်နိုင်မဲ့ကခုတဲ့သောနီလမ်ကတော့အန်ဒီရဲ့ညာလာရဲ့မော်နယ်ငီသေးကိုတွားပြီးအပြေရှာဖို့ပါပဲမင်းသမီးလေးအဲလီယန်တယောက်သူ့ရဲ့ဘီလူးမိဘတွေကိုခေါ်ပြီးနန်းတော်ကနေဘလို့ခိုးထွက်မလဲလန်ခီမှာဘလို့အခက်ခဲတွေကြုံရမလဲဆိုတာကိုဒုတိယပိုင်းမှာဆက်ကြည့်လိုက်ရအောင်ဗျဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော် Kingdom veiled in shadows, a sky turned cold and gray, the echoes of a secret that never fades away. I'm walking through the whispers of a story left untold, with a heart that's feeling fragile